ခဏနေတော့တကားကိုထပ်ထုတဲ့အပြင်အကြီးတင်ရေအကြီးတင်ဆိုတဲ့ယောက်ျားတစ်ယောက်အတန်မှကြားလိုက်ရတယ် Ghost is coming. Ghost is coming. ညနေ9 နာရီအချိန်ပဲခူးကနေမန္တလေးကိုကျမတို့တငယ်ချင်း3ယောက်ညအိပ်ရထားစီးခဲ့ကြတယ်နောက်နေ့မနက်မန္တလေးကိုရောက်တော့ကားဆက်စီးပြီးရွှေဘိုကတငယ်ချင်းအိမ်ကိုတွားခဲ့ကြတယ်သူတို့ရွာလေးကရွှေဘိုအဝင်နားကအတော်သားရတဲ့ရွာလေးတစ်ခုပါကျမတို့ရွာထိပ်ရောက်တော့ကျမတငယ်ချင်းမဲတင်နဲ့သူ့အကူကလာကြိုကြတယ်တငယ်ချင်းတွေကြီးသွားရတဲ့ခရီးမိုးလို့လားပထမဆုံးကိုရိုင်းစီစဉ်သွားရတဲ့ခရီးမိုးလို့လားမသိကျမတို့အတော်လေးပျော်ပြီးအတော်လေးစိတ်လှုပ်ရှားနေကြတယ်အဲတုန်းကကျမတို့အသက်18နှစ်သာရှိပါသေးတယ်ရွာရောက်ပြီးနောက်ရက်ကျတော့မဲတင်နဲ့သူတို့ရွာကသူ့တငယ်ချင်းတွေကကျမတို့ကိုရွှေဘိုတစ်မျိုးပတ်ပြတာပေါ့မြို့ရဲတွေမဟုတ်မြို့ဘေးပပက်လေကလဲပက်စရာနေရာတွေရောရှိမကားတောင်ရောက်သွားကြသေးတယ်ဒီလိုနဲ့တတရရံမှာမဲတင်မွေးနေမနက်ခင်းဖုန်းကြီးကျောင်းသွားကြပြီးညနေကျတော့မြို့ရဲက KTV ကိုသူကလိုက်ပို့ပေးတယ်နောက်ရက်ဆိုပြန်ရတော့မှဆိုတော့တငယ်ချင်းတွေပျော်ကြပါကြနဲ့အလဲကောင်းသွားတာ8 နာရီကျော်လောက်မှပြန်ပစ်သွားကြတယ်မြို့ရဲနဲ့ရွာကနိုင်ဝက်လောက်တော့မောင်းရတယ်ရွာရောက်တော့လေအိမ်တန်းမပြန်သေးပဲရွာထဲကတငယ်ချင်းတွေအိမ်ကိုအရင်လိုက်ပတ်ပြီးမှရွာထိပ်ကမဲသိအိမ်ကိုပြန်ရောက်တယ်သူတို့အိမ်ကရွာထဲမှာမဟုတ်ဘူးရွာပြင်လို့လည်းပြောလို့မရဘူးဒါပေမဲ့ရွာထိပ်အစွန်သူ့အိမ်ရှိမှာလေကွင်းတွေပဲရှိတော့တာပြန်ရောက်တော့လေလောနဲ့ဇလန်းကအဲ့မှာစတာပဲမဲတင်တို့ခြံထဲမှာကသူ့အကိုလင်မယားကထောက်နာမှာအိမ်တစ်လုံးတက်ဆောက်နေတာသူတို့အိမ်မှာကမဲတင်ရဲ့သူ့အမေရဲ့ပဲရှိတယ်ကျမတို့ရောက်တော့မဲတင်ကကျမတို့နဲ့ကုပြွတ်မှာအိတ်တယ်အန်ဒီကတော့အခန်းထဲမှာတယောက်တည်းအိတ်တယ်ညရောက်တော့ကျမရေစာလို့ရေထားတောက်ရင်ခြံထဲမှာအရေးတစ်ခုကိုဖျက်ခနဲတွေးလိုက်တယ်အဲ့နေရာမှာတော့ကျမကိုကျမတိတ်ကြေနဲ့တယ်ဆက်စုလေးစိမ်မပြင်းပြဘူးကျမခြံအောင်ထဲဝင်ပြေးပြီးခေါင်းမူးထုံထားလိုက်တယ်မကြဘူးအခန်းတကားထုတန်ကြားလိုက်ရတယ်အန်ဒီရဲ့အခန်းတကားကိုထုတန်ဘသူလဲဆိုပြီးအန်ဒီကထွက်ကြည့်ပြီးဘသူမှမရှိပါလားဆိုပြီးပြန်ဝင်သွားတယ်ကျမကတော့ထတောင်မကြည့်ရဲပါဘူးကြောက်လို့ဘေးကတငယ်ချင်းတွေကတော့အိပ်ပျော်နေကြတယ်ခဏနေတော့တကားကိုထပ်ထုတဲ့အပြင်အကြီးတင်ရေအကြီးတင်ဆိုတဲ့ယောက်ျားတစ်ယောက်အတန်မှကြားလိုက်ရတယ်ဒီတခါအန်တီကထွက်မလာတော့ဘူးဘာလို့လဲမသိဘူးလို့ကျမတွေးပြီးငြိမ်ငြိမ်လေးနေလိုက်တယ်အိမ်ရှင်တော်မထတာဧည့်သည်ကအနေသာကြီးပါဆိုပြီးကျမအိတ်သာနေလိုက်တယ်အတန်လဲထပ်မကြားရတော့ဘူးမနေ့ကျတော့ကိုတော်မမေးရသေးဘူးအန်တီကမေးတယ်သမီးတို့ညကပြန်လာတော့ဖက်မလုတ်ခဲ့ကြဘူးလားတဲ့မလုတ်မိလိုက်ဘူးပေါ့ကိုရီကတော့ပြီးတော့အန်တီကထပ်မေးတယ်ညကဘယ်ကနေပြန်လာကြတာလဲတဲ့မေတင်ကဘယ်ကနေဘလို့ပြန်လာကြောင်းသူ့အမေကိုပြောပြလိုက်တယ်အဲ့ဒါကြောင့်ကိုညကသမီးတို့နောက်လိုက်လာတာဟင်ဘာလဲဘသူလိုက်လာတာလဲသမီးတို့ပြန်တော့ရွာထဲကနေဖြတ်လာတာလေရွာထဲကနေအန်တီတို့စီပြန်ပတ်တဲ့လမ်းမှာတင်ញိုင်းကုန်းရှိတယ်ညကအန်တီတကားကိုလာခောက်တယ်အစားကလူထင်လို့အန်တီထားကြည့်သေးတယ်နောက်တစ်ခါကျခေါ်တန်ကြတော့မှအန်တီထွက်မလာတော့တာအန်တီသူ့အတန်မှတ်မိတယ်အဲ့ဒါဟိုတစ်နှစ်ကဆုံးသွားတဲ့ရွာထဲကမောင်ထေးအတန်လေညဘက်တီဘသူမှမသိပဲကို့နာမည်အခေါ်ခံရရင်ပြန်မထူးရအောင်နော်အဲ့ဒါတွေကအနေရရှိတယ်ဒါဆိုညကတရေကပ်ပါလာတာပေါ့လို့ကျမတို့တငယ်ချင်းတွေတယောက်မျက်နှာတယောက်ကြည့်ပြီးရေရွတ်လိုက်မိကြတယ်ပုံမှန်ဆိုရင်တော့တရေတစီတွေကအိမ်ထဲခြံထဲဝင်မရကြဘူးအန်ဒီတို့အိမ်ကရွာပြင်ကိုမျက်နှာမူထားတာဆိုတော့ရွာထဲမဟုတ်လို့အဲ့လိုမျိုးတွေတစ်ခါတလေကပ်ပါလာတတ်တယ်အန်ဒီကတော့ဘာမှမဖြစ်ပါဘူးလူကြီးဖြစ်နေပြီဆိုတော့တမီးတို့ကိုခြောက်မှာပဲအန်ဒီကစိတ်ပူနေတာတမီးတို့ဘာမှမဖြစ်ကြဘူးမလားအန်ဒီစိတ်ပူမှဆိုတာနဲ့ကျမလည်းညာကအရေးတွေးလိုက်တဲ့အကြောင်းကိုမပြောပြပြခဲ့ပါဘူးဒီလိုနဲ့ပဲကျမတို့တငယ်ချင်း3ယောက်ရွှေဘိုကတငယ်ချင်းကိုနှုတ်ဆက်ပြီးတော့ပဲခူးမျိုးကိုပြန်လာခဲ့ကြပါတော့တယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ horror story လေးတွေနဲ့ဖြစ်ရမှန်ထူးခြားဆန်းကျင် story လေးတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်သွားပေးကြပါအောင်ရှင်